ညက brother တယောက်ကကျွန်တော်ကို challenge တစ်ခုလာပြီးတော့ခေါ်ထားတယ်ဗျာ။ဘာ challenge လဲဆိုတာ brother တို့တစ်ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်ဗျာ။သူက hello brother ဂျိုကီကို challenge တစ်ခုလေးခေါ်ရှင်လို့ပါဗျာဆိုပြီးတော့စာလေးပို့ထားတယ်ဗျာ။ကျွန်တော်ကလည်းဟုတ်ဘယ်လိုမျိုး challenge ခေါ်ရှင်တာလဲဗျာဆိုပြီးတော့ပြန်ပြီးတော့ပို့လိုက်တယ်။သူကဘာ challenge ခေါ်ထားလဲဆိုတော့မီယာကန်ရမယ်။ဂေး15កောင်ရမယ်။3ခါပဲတည်ရမယ်။မီနီယံ2ခါကြီးကမလွန်လုံးလားလို့ brother ရဲ့နော်။ပြီးတော့နိုင်လဲနိုင်ရမယ်တဲ့ဗျာ။နိုင်ပါရမလဲဆိုတော့ diamond 9000အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ chip viewer လေးတွေကို giveaway လေးတွေပေးလို့ရပြီဗျာအဲ့တော့ကျုံးမယ်စကားတွေအများကြီးမပြော solo run သွားပြီးတော့ပြီးမယ် let's go တားရုပ်ပွဲလေးကတော့စနေပြီကွာဒီမှာဆိုရင်တွေးပြီးအဲ့တော့တန်းပြီးတော့ဝင်မယ်ဘာမှမလုပ်ဟဲ့လားဒီမှာဆိုရင်ဂိုးလင်းကျသွားပြီဗျာအဲ့တော့မီယာမပန်းဖို့ပဲမျောလင့်နေမီယာရပြီဆိုတော့တန်းပြီးတော့ပစ်လိုက်မယ်ဗျာဟုတ်ပြီလားကိုရီးယားတော့ critical item ပေးနေဆော့မှာပြီးတော့စကိုင်းဗီဇာပါထည့်ပြီးတော့ထည့်အောင်ပါဗျာအဓိက diamond ရဖို့ပဲ diamond ရရင်ကျွန်တော်ရဲ့ chip viewer လေးတွေ subscriber လေးတွေကို giveaway လေးတွေပေးလို့ရပြီဗျာအဲ့တော့စောင့်ရင်းမှပျော်တယ်အဲ့တော့ဒီ challenge တော့အောင် join မရမယ်ပေါ့နော်ပွဲလေးကတော့စလာပြီအားလီပိုင်းမှာဆိုတော့ဘာမှမလုပ်မီယာကိုင်လာတာဖြစ်တဲ့အတွက်အားလီမှာစီးစောမကိုရမယ်ဗျာ emblem ဘာညာရှောက်ကြည့်ရပေါ့နော်ဘာလို့လဲဆိုတော့ enemy team ဘက်ကဘယ်လိုမျိုး emblem set တွေနဲ့ထွက်လာလဲဆိုတာရှက်ကြည့်မှရမယ်မဟုတ်ရင်အခြေအနေဘာညာစမကလာနေကြကွာစီမကောင်းဘူးဗျာဒီကကျွန်တော်ဒီ challenge ကို join တာ brother တို့ကို giveaway လေးပေးရှင်လို့ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မီယာစကေးလေးကိုတစ်ချက်လောက် brother တို့ကြည့်လိုက်ဒီပွဲမှာကျွန်တော်စောင့်ရန်ယူမှကျန်းမယ်ဗျာရှင်ထင်းရမယ့် hero ကလည်းမာသာမိခင်လေးလားဆိုတော့တိတ်ပြီးတော့မလွယ်ဘူးအနားကိုကတ်လို့မရဘူးအဲ့လို hero တွေကသလားအဲ့တော့ဒီကောင်အနေနဲ့ range တော်တော်ဝေးတာဖြစ်တဲ့အတွက် free လေးကို easy လေးပဲစားမယ်လက်ဟိလေးအားလီဆိုတော့ safe play ဆော့မှရမယ်ဗျာမဟုတ်ရင်မာသာမိခင်ထူတာနဲ့တင်ရှောသွားလိမ့်မယ်ကိုမှ athlete ရှိတယ်ဆိုတော့ကိုဘက်လေးကိုလည်းစားမယ်ကို free လေးကိုလည်းစားမယ်အကုန်လုံးစားမှာပေါ့ဗျာဒီမှာဆို rafaela လာပြီကွာအဲ့တော့အကောင်မင်းတီးမှလား athlete လေးလောက်ပေါင်းဟာငေါ့လာလုံနေပြီရောင်ရီမင်းရဲ့ CA2 CA1 ဘာညာလုံးအေးဟုတ်ပြီကွာချုပ်လာထိသွားပြီဒီကောင်အနေနဲ့လုံးဝမလွတ်တော့ rafaela လိုက်ပါအကုန်ပေးတယ်လာခဲ့လိုက်ဟဲ့လားအားလီပဲရှိသေးတယ်ဒီကောင်ရသွားပြီ brother တို့ရေချင်းနေလေးကတော့နည်းနည်းကောင်းတယ် milling free လေးကိုတွားပြီးတော့စားမယ်ကွာဟာရောင်အဲ့တလက်လမ်းကြုံလုံးလေးဟလာငေါ့ပေးလိုက်မလားတိုက်တို့ငေါ့ပေးလိုက်တော့အမနှကောင်ရပါပြီစောင့်ရင်မှတန်သွားပြီတခင်ကြီးကိုတွားပြီးတော့နောက်နေကြတာပါတဲ့အဲ့တလက်ဆွဲလိုက်တော့ရောင်ကြီးဆွဲလိုက်တော့ငါလာပြီတိုက်တို့ငါမှ inspire ရော ADO ရှိတယ်အကောင်ကတ်ဆန်းမစကိုင်းဗီဇာ30ဂျွန်လာတဲ့မင်းစစ်တာကိုပါထည့်ပြီးတော့တက်လိုက်အမနောက်တကောင်ဟလာ rafaela ကိုပါထည့်ပြီးတော့ပြစ်လိုက်တိုက်တို့အမ3ကောင်အကောင်ပါငါရရင်တော့မီနီယံပွင့်ပြီးတော့ဟာရောင်ကြီးအဲတို့ရကောက်စားသွားတာပါတဲ့မရိုင်းလိုက်တာကွာကောင်းလိုက်တဲ့မေ့ကွာမင်းစစ်တာကိုယူမယ်တိုက်တို့လာခဲ့အကောင်ကတ်စကိုင်းဗီဇာနဲ့ဆိုတော့ဘယ်ကောင်မှယူစားလို့မရအဲ့ဒါလည်းကောင်းသွားပြီတိုက်အမ inspire နေနေဟလာဟာရောင်ကြီးလေးလာလွတ်သွားတာပါတဲ့ရောင်ကြီးငါတီတော့မယ်ကာဘာလေးပေးပါအောင်ဟာလောရပြီဆိုတော့ဗဒေဆိုင်မယ်ရောင်ကြီးလာခဲ့ကြအကောင်လေးကိုကျုံးမယ်ဟလာမင်းစစ်တာကြီးရောင်ကြီးဒီကောင်ကျွန်းလာတာပါတဲ့ငါ့ကိုထိုးနေတာဟလာမလွယ်ဘူးညီလေးရဲ့နော်ငါ့ကိုဖီးကြီးတွေလာပြီးတော့မပေးနဲ့စောင့်ရရင်ယူမှကျန်းသွားလိမ့်မယ်အဲ့ဒါလည်းကြီးကတကယ်ကောင်းတာပါကွာငါလာပြီတိုက်တောင်းခံတာကိုငါလာပြီမှ inspire တွေကိုရောင်ကြီးလေးလာ play ကမရှိဘူးအဲ့တော့ mini ရဲ့ AC လေးပဲတိုက်တော့နော်အပိုးလေးမပြော double k triple k mini ရဲ့တိုက်တော့နော်မီနီကတရားရှိုးလာလိုက် short down ကြီးတွေပါရလာရောင်ကြီးစောင့်ရရင်မှကျန်းသွားပြီနောက်တဲ့နှစ်ကောင်ဆိုရင် challenge တွေပါအောင်တော့မယ်ပေါ့နော်တခင်ကြီးစားပေးလေးပါလေးပေးမလားတခင်ကြီးကိုတော့ live ပြီးတော့တက်ရမလွယ်ဘူးကွာဒီကောင်ကပတ်ပြီးတော့ပြေးနေတာအဲ့တော့စားပေးရပါမလားဟာမရပါဘူးတဲ့ရောင်ကြီးစားပေးရရင်စောင့်ရင်လန်းသွားပြီနောက်တဲ့ကောင်ပဲလို့တာနော်တားတို့မင်းစစ်တာလာပြီငါမှ AD ရှိတယ်ညီလေးအလောက်မလွယ်အမှဆိုရင် 15k ပြည့်သွားပြီနောက်တဲ့တစ်ခါတေလို့ရသေးပေါ့နော်ဒါပေမဲ့နည်းနည်းလေးစီးဆုပ်လိုက်မယ်ကွာအဲ့တလက်လေးဝင်ပြီးတော့ဆွဲလိုက်မှလားဒီကောင်ကရုပ်တူးတွေပါလာပြီးတော့ထုတ်နေသေးတာရောင်ကြီးမင်းစစ်တာတော့ဆွဲလိုက်ပြီအဲ့တလက်ဖိုင်မယ်ဖိုးမဲလေးလုံးမာလာတိုင်းငါနောက်နေဝင်နိုင်ပြီမယ်နော် inspire ADO ရှိတယ်ရောင်ကြီးကျုံးလမ်းပါကွာလေးလာမင်းပြေးနေတာလားအင်းဘော်တယ်ဟာရောင်ကြီး slow hand ဖြစ်သွားတယ်ကွာနော်ဟိုရင်မတေဘူးကွာနော် slow hand ဖြစ်သွားလို့တားရုပ်ရဲ့ဒါပေမဲ့ဒီပွဲလေးကိုတော့နိုင်လိုက်မယ်လို့ထင်နေဗျာဘာလို့လဲဆိုတော့ enemy team ကတကောင်ပဲကြံတယ်အဲ့တော့ဒီကောင်လေးဘလို့မှ defend လို့မရတော့ဘူးအဲ့တော့တားရုပ်သွားပြီးတော့အမ်းလိုက်တော့ကွာနည်းနည်းကြာနေတယ်ကွာနိုင်သွားပြီဆိုတော့ challenge ခေါ်ထားတဲ့ brother ကိုအကြောင်းသွားပြီးတော့ကြားမယ်ပြီးရင်တော့ diamond တွေထုတ်ယူလာမယ် fan တွေကို giveaway ပါညာပြီးမယ်ကွာအဲ့တော့ခဏလေးပဲစောင့်တိုင်းလို့စာတစ်ချက်သွားပြီးတော့ပို့ကြည့်လိုက်မယ်ကွာကျွန်တော်က brother ခေါ်ထားတဲ့ challenge အောင်သွားပြီးအဲ့တော့ diamond ဘယ်ချိန်ထိပ်ပေးမှလဲကျွန်တော်ရဲ့ fan တွေကိုစောင့်ရန်ပေးချင်နေပြီလို့သွားပြီးတော့ပြောထားရဗျာဒီ brother ဘာပြန်ပြောထားလဲဆိုတော့အရင်ချစ်တယ်ထားမသွားဘူးလို့ပြောတဲ့သူမစကားကိုယုံခဲ့သေးရပဲကျွန်တော်လည်းယုံလိုက်ပါလို့ပြောပြီးတော့ block သွားတယ်ဗျာ brother တို့ကကျွန်တော်ကို challenge တွေပါခေါ်ချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြအောင်ဗျာအဲ့တော့နောက်ဗီဒီယိုမှာ brother တို့ခေါ်ထားတဲ့ challenge လေးကိုကျွန်တော် join ပေးမယ်ဗျာအဲ့တော့အားလုံး goodbye ပါ